လူစိတ်ခံလာမှုဆိုတာကတော်တော်တိရခက်ခမရခက်တတ်ပါတယ်လူတွေကဟိုးအဝေးကြီးကလက်ကဘာဝရောက်အောင်သွားနိုင်တယ်နှက်လုံးနဲ့သမုဒ္ဒရာအောက်ကိုလည်းရောက်နိုင်တယ်ဒါပေမဲ့စိတ်ထဲကိုအဆုံးထိဘယ်သူမှမသွားနိုင်ကြပါဘူးစမ်းကြဲတဲ့လူစိတ်ရဲ့သဘောတဘာဝအကြောင်းကိုအကုန်သိနိုင်မှုမကြိုးစားနိုင်ကြပါဘူးကျွန်တော်တို့ရုပ်ရှင်ဗီဒီယိုပတ်ဝန်းကျင်ရဲ့လက်ရှိနာမည်ရနေတဲ့လူတွေနာမည်ရဖို့ကြိုးစားနေတဲ့လူတွေနာမည်ရအောင်ကြိုးစားနေတဲ့လူတွေရဲ့သူတို့မိသားစုဝင်တွေပတ်ဝန်းကျင်တွေရဲ့စိတ်အပြောင်းလဲဖြစ်ပျက်တွေကတခါတိတ်အော်ဖို့ကောင်းပါတယ်ဒီတစ်ခါကျွန်တော်ကြုံခဲ့ရတဲ့အကြောင်းကကျောင်းဆရာနဲ့ပတ်သက်ပါတယ်ကျွန်တော်တို့ကသူ့ကိုဆရာကျောင်းလို့ပဲခေါ်ပါတယ်သူကမုံရွာသားစားလင်းကြီးဇာတိပါအရက်နဲ့လူလုံးလူတွေကကျွန်တော်နဲ့မကွာပါဘူး9ပေတန်းပေါင်100လောက်ပါပဲဒါပေမဲ့အမှုပညာလောကမှာတော့တော်တော်အတန်ကျပြီးမွေတဲ့နောက်တဲ့လူပါလူပုတွေလူသေးတွေရဲ့အားပေါ့လေမွေဆိုသူလုပ်တဲ့အလုပ်တွေကလည်းနဲမှမနေပဲစာတင်တယ်ဒီဇိုင်းဆွဲတယ်ပကြီးရေးတယ်ဝတ္ထုရေးတယ်စီးရီးကြော်ညာတွေလုပ်တယ်စီးရီးခွေတွေစီစဉ်တယ်ထုတ်တယ်ပြီးတော့ចောင်းစာပေးဆိုပြီးစာအုပ်တွေပါလည်းထုတ်တယ်စာတင်တာရဲ့ပကြီးကားရေးတာရဲ့ကတော့သူ့ဝါဒနာပါတဲ့အလုပ်ဆိုတော့စီးပွားဖြစ်မလုပ်ပါဘူးကျန်တဲ့အလုပ်တွေကတော့စီးပွားရေးအရာဟုတ်တုတ်ပေါ့လေကျွန်တော်မှတ်မိသမျှဆိုရင်တော့ heavy အဆိုတော့ကိုလေးဖြူရဲ့ကန္တာရလာမင်းစီးရီးခွေကာပါနဲ့ဒီဇိုင်းလောကမှာနာမည်ရပြီးတော့ကျန်တာတွေကဆက်တာပါပဲသူနဲ့ကျွန်တော်1990ခုနှစ်လောက်ကရွှေကြည်အေးကဖေးဆိုင်မှာဟိုလိုဒီလိုနဲ့တိသွားတာပါသူက6မိုင်ခွဲမှာအဆောင်နေတော့ကျွန်တော်မိတ်ဆွေတယောက်ကအဆောင်နေချင်တာနဲ့ပတ်သက်ပြီးရင်းနှီးခဲ့တာအရက်ကပူပစိုးခါပုံစပြပြကလေးနဲ့လမ်းသွားရင်ဘဲသားသွားပြီးတော့စကားပြောလို့ရှိရင်လည်းအညာလေးနဲ့နားထောင်လို့ကောင်းတဲ့လူသေးကလေးတယောက်ပေါ့ဗျာအခုတော့မုတ်စိတ်ကလေးတူနန့်ထားပြီးကာကီပေါင်းပြီးအင်ဂျီဖြူတွေဘာတွေပေါ့ဖက်နှက်ခမ်းမြင့်နေစီနေကမျက်မှန်တွေဘာတွေတက်ပေါ့ဗျာသူ့ကိုကျွန်တော်တို့တချင်းရေးတဲ့ကိုကျွတ်နေရမချက်ချဘူးတဲ့ဆရာကျောင်းမြို့သားဟန်ဆောင်တာအကုန်အောင်မြင်နေတဲ့စကားပြောရင်အညာလေးကလေးမဖြောင်းနိုင်တာတခုပဲရှိတယ်တဲ့သူ့မှာအတော်ထူးခြားတဲ့ဗီဇရှိပါတယ်သူစိတ်ဝင်စားသူကြိုက်သွားရင်အကုန်လုတ်တတ်တာပါပဲသူစိတ်ဝင်စားရင်လှုပ်ကြည့်လိုက်တယ်မဖြစ်ရင်ရက်သွားတယ်ပြီးတော့ညင်းငွေရင်ပြစ်ထားတယ်တခါသူကမုံရွာစားလင်းကြီးလေနဲ့ညီးချက်တယ်ငါလည်းဘာဖြစ်လို့ဖြစ်မှန်းမသိဘူးကိုဘယ်ကောင်းတင်အောင်ရောက်နေမှန်းကိုမသိဘူးဆိုပဲစိတ်ထဲရှိတဲ့အတိုင်းလှုပ်လို့တော့သူ့ကိုယ်သူဖမ်းမရဖြစ်နေဟန်သူပါရဲ့စာရေးတဲ့ဘက်မှာလည်းပါရမီအ ਨੇ ချင်းရှိတဲ့လူပါအဆေးဆိုပြီးရေးပေးတာဝတ္ထုတို့ဆိုပြီးပါလာပြီးတော့ဝတ္ထုတို့ဆိုပြီးရေးပေးလိုက်တာအဆေးခန္ဓာပါလာတဲ့လူမျိုးဘာဖြစ်နေလဲစိတ်ကတော့အမတန်အေးတဲ့လူပါသူလောက်ရမယ့်အလုပ်တွေတန်းစီနေလည်းပဲ33လမ်းမှာလန်ဒန်ကလေးလက်ကြားညကာကီပေါင်းပြီးဖက်နှက်ဟိုက်ဟီးလေးနဲ့ကော့ရှော့အညာလေးကလေးနဲ့စကားတအေးပြောတတ်တဲ့နေတတ်တဲ့လူမျိုးပါဒီဆိုဟိုရောက်စိတ်ထဲရှိတာလှုပ်တဲ့လွန်းလို့သူ့စုအလုပ်အမိတဲ့လူဆိုရင်သူ့အရင်ရှာရတဲ့အလုပ်ကိုအရင်လုပ်ရတာပါပဲသူနဲ့ခင်သွားရတာတိုက်ဆိုင်နေတာတွေလည်းပါပါတယ်ပထမတစ်ချက်ကဇယိုက်တူတယ်ဒုတိယတစ်ချက်ကခန္ဓာကိုယ်ဖွဲ့စည်းပုံချင်းတူတယ်သူ့လောက်မုတ်စိတ်မရှိတာအလွဲရင်ပေါ့ဗျာတတိယကလက်ရေးလက်သားဂယုစိုက်တာရေးပုံရေးနီးဆွဲပုံဆွဲနီးတော်တူတယ်သူထင်တာလုပ်တဲ့အကြောင်းကြုံလို့တခုပြောအောင်ပါတေးတန်တွင်ကကိုစော်နဲ့သူနဲ့33လမ်းမှာတွေ့တယ်စကားပြောကြရင်ကိုစော်အခန်းကိုအားနေတာနဲ့လိုက်သွားတော့ကိုစော်ကဆိုနီကက်ဆက်တစ်လုံးဝယ်ထားတယ် CD ရောအခွေရောဖွင့်လို့ရတဲ့ကက်ဆက်ပါထူးခြားတာကက်ဆက်ဒီဇိုင်းကတော်တော်ချစ်စရာကောင်းတယ်တောင်ချိုးလုံးလေးတွေနဲ့ဆရာเจ้าကလည်းဒီဇိုင်းဆရာဆိုအဲ့ဒီကက်ဆက်ကိုမြင်တာနဲ့တန်းတဘောကြတာပါပဲခတ်တာကပါဝါတစ်ခါတည်းအွန်ရင်မရဘူးပါဝါအွန်ရင်ထစ်နေတတ်တယ်အဲ့ဒီကက်ဆက်ကိုထုံးစံအတိုင်းဒီဇိုင်းကြည့်ပြီးဆရာเจ้าကကြိုက်နေတာကိုစောကဖွင့်ပြတော့အတန်ကလည်းဣနေတာ喎ဒီတော့ဆရာเจ้าကမိသွားပြီကိုစောကလိုချင်ယူပါဝါအွန်လို့မရလို့ तू ကတော့မပေးချင်ချောင်းနောက်တစ်ပတ်လောက်နေဒီအမျိုးသားတွေကပဲလုံးဝအဆင်ပြေတဲ့တလုံးရောက်မယ်အဲ့အကြောင်းကယူရင်ပိုအဆင်ပြေချောင်းအချိန်ပြောပေမဲ့အဲ့ဒီလူပြောမှပိုလိုချင်သွားပုံရပါတယ်အဲ့ဒီကက်ဆက်ကိုဆွဲချသွားတယ်ပတ်စံကအကျွေး sorry ပဲနောက်ခါလာနောင်စေးလောက်ထဲကဖြက်ဘယ်ကယူ तू ကတော့ဒီဆိုနီကက်ဆက်ကိုဒီနေ့မှမဖွင့်ရရင်အိတ်မပြောတော့ဘူးအဲ့လိုလူကိုစောခမသူလိန်ပေးတာမဟုတ်ကြောင်းအကုန်ပြောပြကြောင်းဒီကက်ဆက်တစ်ခုခုဖြစ်ရင် तू နဲ့မဆိုင်ကြောင်းကျွန်တော်တတ်တည်လုပ်ပြီးတစ်ဖွာပြောရှာပါတယ်ဒါပေမဲ့ကျွန်တော်တို့ဆရာကျောင်းကဘာမှကိုပြောလို့မရတော့ဘူးနောက်နေ့မှဆိုင်ရောက်ချင်ရောက်ဒီနေ့ညတော့ဓာကြီးကိုဖွင့်ရမှာကိုဖြစ်တော့မှာအဲ့ဒါကြီးကလည်းတစ်လလောက်ပါပဲနောက်ညင်းငွေသွားရင်ဂျောင်ထိုးထောင်းမှာနောက်တစ်ခုကိုကလေးငိုလို့လက်ညှိုးထိုးပြီးငိုအောင်မှာမရရင်ရအောင်ယူအောင်မှာသူအိမ်တော်မကြသေးတာကောင်းပါတယ်အိမ်တော်ကြရင်ယူရတာကကတ်ဆက်မှမဟုတ်ပဲအဲ့ဒီမိန်းကလေးကလည်းဒုက္ခနော်အဲ့ဒီဆရာကျောင်းကကျွန်တော်ဗီဒီယိုလောကထဲဝင်ပြီး4နှစ်လောက်မှာကုမရပြုမရတဲ့ယောဂကြီးဖြစ်လာတယ်အဲ့ဒါကMTV ရချင်တာတဲ့ဗျာတိတ်မကြဘူးသူ့ကိုယုံကြည်နဲ့လွဲအပ်တာဝန်ပေးခြင်းခံရတဲ့ producer ကလည်းရရှိသွားလေတော့ဆရာเจ้าတို့အညာလေးတလွယ်နဲ့ကျွန်တော်အိမ်ကိုရောက်လာပါတယ်နောက်တစ်ပတ်အတွင်းအတူ MTV ရိုက်မယ်တချင်းပုတ်40ကျွန်တော် model တွေရှာပေးပေါ့ဗျာ
အဲ့ဒီအချိန်မှာမော်ဒယ်လောက်ကလည်းအုံကြွပေါက်ခွဲမိနေတဲ့အချိန်မှာခတ်တက်ခတ်ချောချောခတ်ပိမိန်ကောင်မလေးတွေတွေ့ရင်နေမော်ဒယ်လားလို့မေးဟုတ်တယ်လို့ဖြေနေတဲ့အချိန်မျိုးကျွန်တော်တို့ဗီဒီယိုပတ်ဝန်းကျင်မှာလည်းတည်နေတာပေါ့ဗျာကျွန်တော်စီမှာလည်းလိပ်စာကတ်တွေတတိကြီးနဲ့ပေါ့ဆရာကျောင်းလိုချင်တာယောက်ျားလေး9ယောက်မိန်းကလေးကရတဲ့လောက်ဆိုတော့ကျွန်တော်ကလည်းသူ့ကိုအာမခံပြီးနောက်နေ့ရက်ခွာချိန်ပေးထားတဲ့ကတ်ပြားတွေနဲ့ရှောက်ဖုံးဆက်ဟိုဘက်ကမော်ဒယ်တွေကဝမ်းတာကျွန်တော်စီလာပေါ့ဗျာတော်တော်ကိုအလွတ်ချုပ်သွားရပါတယ်ကျွန်တော်ရဲ့နောက်ဆုံးတာဝန်အရာကျွန်တော်အိမ်မှာပဲချိန်ပြီးမော်ဒယ်တွေနဲ့ဆရာကျောင်းကိုတွေ့ပေးရတယ်သူက MTV ရိုက်လို့တင့်တော်မဲ့လူရွေးပေါ့ဗျာကောင်မလေး9ယောက်လောက်ကလည်းအလှဆုံးပြင်ဓာတ်ပုံတွေယူလာကြတာပေါ့ဆရာကျောင်းကအစ်စ်မလို့ရှင်တာရက်ရှင်တာဆိုတော့တခါမှမရိုက်ဘူးသေးတဲ့မော်ဒယ်တွေပေါ့သူတို့ကလည်းသူတို့ရဲ့ပထမဦးဆုံးအလုပ်ဖြစ်တက်ကြွပြီးအားအပြည့်နဲ့ပေါ့ရိုက်မဲ့တစ်ချင်းကလည်းအပုတ်40လောက်ဆိုတော့သူတို့ကြိုးစားဖို့အတွက်အခွင့်အရေးပေါ့လေကျွန်တော်တို့ဆရာကျောင်းကထုံးစံအတိုင်းအညာလေးကလေးနဲ့ကျွန်တော်ကိုတိုင်ပင်ပြီးထွန်းချက်မရှိအားလုံးကိုရွေးလိုက်ပါတယ်မော်ဒယ်တွေကလည်းပြောကျွန်တော်ကလည်းကုညီတို့အဖြစ်နာမည်ရဆရာကျောင်းကလည်းအဆင်ပြေပေါ့လေနောက်ဆုံးမှကျွန်တော်ကမင်းကလေးတွေရဲ့ယောက်ျားလေးရောရိုက်ကွင်းအတွေ့အကြုံမရှိသေးတဲ့အတွက်ရိုက်ကွင်းရဲ့ဒုက္ခတွေနဲ့ဖြစ်ဖြစ်ချင်းထားရှိတဲ့ပြဿနာတွေကိုကြိုပြောပြပြီးတော့တိခံမှုစူးစမ်းကြဖို့အခွင့်အရေးကိုအသုံးချဖို့မှာရပါတယ်အားလုံးကတက်ကြနေတဲ့လူငယ်တွေဆို okay ပေါ့ဗျာဒီလိုနဲ့အစင်တွေပြေးပြီးဆရာကျောင်းရဲ့ NDB ဆက်ရိုက်ပါတယ်ကျွန်တော်စာရေးတာတစ်ဖက်ရက်ကွင်းတစ်ဖက်နဲ့မှရှိတင်ကိုမရဖြစ်ပါဘူးဆရာကျောင်းကိုယုံကြည်ရင်းနှီးပြီးသားဆိုတော့ဖုန်းနဲ့သတင်းပို့ဆက်သွယ်မယ်လို့ပဲပြောထားပါတယ်ပထမနေ့အဆင်ပြေတယ်ပေါ့ဆရာကျောင်းတဘောကောင်းကြောင်းမော်ဒယ်ကောင်မလေးတွေကပြောကြပါတယ်ရတာလည်း okay ဒုတိယနေ့ alright တတိယနေ့ကျတော့ကောင်မလေးတယောက်ကဖုန်းဆက်တယ်သူတော်တော်အဆင်မပြေဘူးပေါ့ဘာလို့လဲဆိုတော့သူရိုက်တဲ့တခြင်းမှာသူကအဆိုတော်နဲ့တွဲရတာ哦အဆိုတော်ကိုယ်တိုင်သူ့တခြင်းနဲ့ပါဝင်တရုပ်ဆောင်တယ်ပေါ့ဗျာအဲ့ဒီမှာအဆိုတော်ကမဲဝရုပ်မချောတွားတွေကလည်းကွန်းစားထားတာနီနေလေတော့ကောင်မလေးမှာစိတ်ကူးတွေပြက်ပြီးသူ့ကိုလူချောနဲ့တွဲပေးဖို့ဆရာကျောင်းကိုပြောပေးပါလို့ကျွန်တော်ပူစားတယ်ဒါနဲ့ကျွန်တော်ကလည်းဒါရိုက်တာစိတ်ကူးကိုကျွန်တော်ဝင်ဆက်ဖက်ခွင့်မရှိချာသူလာတာမလာတာတဲ့မင်းရဲ့တရုပ်ဆောင်မှုကိုပဲလိုချင်ချောင်းအဆိုတော်ဆိုတာအတန်ပဲကောင်းစရာလိုပြီးရုပ်ချောစရာမလိုချောင်းMTV ကြည့်တဲ့ပရိသတ်ကတရုပ်ဆောင်ကိုအဆိုတော်ကိုတွေ့ရတဲ့အတွက်ကျေနပ်ပြီးကိုကတရုပ်ဆောင်ကောင်းရင်အဆင်ပြေနိုင်ကြောင်းနဲ့ရှင်းပြပြောပြရပါတယ်ဒီတော့ကောင်းမလေးလက်ခံသွားပါတယ်သရုပ်ထားနေမှာဘာမှမကြပါဘူးပြည်သမားနေ့ရောက်တော့ဖုံးဆိုလို့ပြရပါတယ်ကျွန်တော်ကဖုံးငါဆက်တာ哦ဖုံးခွက်လက်ကန်ရောတော်တော်မာနဲ့အတန်တန်နဲ့ရင်ဆိုင်ရတယ်အတန်ကမိန်းမကြီးအတန်ပါနီကိုရဲဆိုတာလားဟဲ့ဟုတ်ပါတယ်ခင်ဗျာအေးငါကဘယ်သူပဲဝါရဲ့အမေပဲမင်းသူ့ကို MTV ရိုက်ဖို့ခေါ်ပေးတာဆိုဟုတ်တယ်အန်ဒီပြောပါအေးမင်းတို့အခုရိုက်မယ်ငါသမီးရဲ့ MTV မှာဖတ်တာတွေပါသလားခင်ဗျာကျွန်တော်တော်အံ့ဩသွားပါတယ်ခိုးဘက်ကအတန်ကတော်တော်မောက်မာတာရဲ့ကျွန်တော်ထင်မထားတဲ့ကိစ္စတွေကြောင့်ပါကြောက်ကြားလေးကဖတ်ရမယ့်အခန်းတွေပါသလားလို့မင်းကိုမေးတာစက္ကန့်တော်များမှာဘာမှပြန်မပြောနိုင်ပါဘူးကျွန်တော်စဉ်းစားရပါတယ်အဲ့ဒါကျွန်တော်မသိဘူးအန်ဒီဒါရိုက်တာသူရိုက်မဲ့ကိစ္စဆိုတော့ပြီးတော့ကျွန်တော်ကလည်းသူတို့ကိုတွေ့ပေးတာပါအဲ့ဒါဆိုရင်ဆရာเจ้าနဲ့ပဲအေးဒါတွေငါမသိဘူးငါသမီးကမင်းနာမည်ပြောလို့မင်းတောင်းဝင်ယူထားတယ်ဆိုရင်သိရမှာပေါ့ဒီမှာဟေ့အဲ့ဒီလိုဖတ်တဲ့အခန်းဆိုရင်တော့ငါတို့ကခွင့်မပြုနိုင်ဘူးသူလှုပ်ရှင်လို့တော့ငါတို့ကခွင့်ပြုရတာသူ့ဖေကလည်းမရဘူးငါကလည်းခွင့်မပြုဘူးမလှုပ်ရင်ဘယ်လောက်ရော်ရမလဲဒါမှမဟုတ်မဖတ်တဲ့ဟာရိုက်လို့မရဘူးလားသူ့လေတံမှာကြောင့်ကျွန်တော်ဘာဆက်ပြောရမှန်းကိုမသိပါဘူးလက်ငန်းတစ်ပါးကိုလည်းနားမလဲအခြေအနေကိုလည်းမသိတဲ့မိန်းမကြီးတယောက်နဲ့တွေ့နေတာဆိုတော့ဘာပြောမှန်းကိုမသိပါဘူးဒီလိုပါအန်တီရိုက်မှာကတချင်းဆိုတော့တချင်းကအချစ်တချင်းဆိုရင်လုပ်ငန်းတစ်ဘောတစ်ပါးဝအရာတော့လက်သွဲတာတို့ဘာလို့လောက်တော့ပါမှာပါပဲအန်တီတမီးရမယ်တချင်းနဲ့လိုက်ဖက်တဲ့တရုပ်ဆောင်မှုတွေတော့ရှိမှာပါတေချာတာကတော့ဒါရိုက်တာကဆရာကျောင်းဟေးပါရင်ကိုငါတို့ဘက်ကမဖြစ်ဘူးလက်မခံဘူးမရရင်ဘာဖြစ်မလဲ तू ကမရိုက်လို့မရဘူးပြောလို့မင်းဒါပဲပြောပြဿနာတော်ရှုပ်နေတာပါလားဒီအခြေအနေရအကောင်းဆုံးကတော့ပြဿနာဖြစ်နေတဲ့သူ့ကိုထားခဲ့ရုံမှတပါဘာမှမတတ်နိုင်တော့တဲ့အခြေအနေပါမရရင်လည်းဘာမှမဖြစ်ပါဘူးအန်တီသူ့ကိုထားခဲ့ရုံပါပဲငွေရော်ဖို့လည်းမရတယ်ရင်မလိုပါဘူးအန်တီတို့ကခွင့်မပြုရင်ရပါတယ်အေးဒါဆိုရင်ပြီးရောနောက်ကိုတခုခုလုပ်မယ်ဆိုရင်လူကြီးတွေရခွင့်ပြုချက်ကိုတော့ယူဖို့ကောင်းတယ်ကွာသိလားဖုတ်ချသွားတယ်ဘာမှမဆိုင်ဘူးအဟောက်ခံလိုက်ရလို့တော်တော်စိတ်တူသွားပါတယ်နောက်တော့မှစင်ကျင်ရတယ်ဒါမျိုးဟာဘဲတူနိုင်မှာလဲစင်ကျက်တဲ့အိမ်ရဲ့သဘောထားကိုမသိပဲဒါမှမဟုတ်လွယ်သဘောထားပြီးဒီလှုပ်တဲ့အဲ့ဒီကောင်မလေးတွေကိုပဲစိတ်ဆိုးရတယ်ဒါနဲ့ညကြတော့ဆရာကျောင်းကိုဖုန်းဆက်ပြီးပြောရတယ်အဲ့ဒီကောင်မလေးကိုဖြုတ်ဖို့နဲ့လိုအပ်ရင်နောက်တစ်ယောက်ရှာပေးမယ်ပေါ့ကိုဆရာကတော့အေးဆေးပါပဲရတယ်တဲ့ရှိနေတဲ့လူတွေနဲ့အဆင်ပြေတယ်တဲ့အဲ့ဒီကောင်မလေးကိုရိုက်ဖို့ကတပတ်လောက်လိုသေးတယ်တဲ့လူလဲမလိုဘူးဆိုပဲအေးပေါ့လေကျွန်တော်အဟောက်ခံလိုက်ရပြီမဲ့ကျန်တဲ့လူတွေအဆင်ပြေနေတော့ရင်အမောပြေရသေးတာပေါ့ဂျားရက်တရက်ချာပြီးနောက်နေ့ညကြတော့ဖုန်းဆိုလို့ပြေးရပြန်တယ်နီကိုရဲဆိုတာလားဒီအတန်ကြတော့တော်တော်လန့်သွားတာအတန်ကတိတ်မမှာပါဘူး
ဒါပေမဲ့ခုတနေ့ကအတန်ဆိုတာတော့ကျွန်တော်ကောင်းကောင်းသိပါတယ်ဘာတွေများဖြစ်ကုန်ပြီလဲမောင်ကျောင်းဘာလုပ်ပြီလဲပေါ့လေဟုတ်ကဲ့အန်တီဟိုကောင်မလေးရဲ့အမေပါဖတ်ချင်လဲဖတ်ပါတော့ကွယ်ခမကျွန်တော်အတိစိတ်ကစက္ကန့်နဲ့ခန္ဓာကိုယ်နဲ့လွဲသွားတာဝန်ခံပါတယ်ဘာဆိုတော့တော်တော်စဉ်းစားယူရအေးပါကွယ်ဖတ်ချင်ရင်လဲဖတ်ပါတော့သမီးကအဲ့ဒါကိုမရလို့ဆိုပြီးထမင်းမစားအခန်းထဲကမထွက်တာ2ရက်ရှိပြီအဲ့ဒါအန်တီပြောတာပါဖတ်ချင်ရင်လဲနေပါဦးအန်တီအဲ့ဒါကဒရိုက်တာနဲ့မိတိရေလုံလောက်ပါပြီကွယ်အဲ့ဒါတွေမပါပဲလှုပ်လို့ရမယ်ဆိုရင်တော့ပို့အဆင်ပြေပါတယ်သမီးကသူ့တငယ်ချင်းတွေကဒီလောက်ကိုလှုပ်ရပြီသူတယောက်တည်းအန်တီတို့ကတားမြစ်တာဆိုတော့သူတော်တော်ခံစားနေရတယ်ထမင်းမစားဘူးဒီတော့ကွယ်အန်တီတချင်းဆိုတော့ပါနိုင်တယ်နော်ဒါပေမဲ့ရုပ်ရှင်ရကြလို့ဗီဒီယိုရကြလို့တော့မဟုတ်ပါဘူးဖတ်ရင်လည်းခဏပါပဲဟိုလေးလက်ဆင်းဆိုတော့ကျွန်တော်တို့ကကဲပါကွယ်အန်တီတို့သဘောတူနေပြီပဲမင်းပြောပြပြီးစက်တာဆောင်ရွက်ပေးပါတော့အန်တီတို့ခွင့်ပြုပါပြီကြည့်ကြက်တော့လုပ်ပေးပါကွယ်သမီးလည်းရှိတယ်ပြောအောင်မလားမပြောတော့ပါဘူးအန်တီရပါပြီကျွန်တော်ပြောပြပြီးခေါ်ခိုင်းလိုက်ပါမယ်ရပါတယ်တတ်နိုင်တယ်များလုပ်ပေးပါမယ်ရတယ်အန်တီဒါပဲနော်ကျွန်တော်စိတ်မောခဲ့ရတာပါဘာဒီမှလည်းမသိဘလို့မှလည်းမသိအဲ့ဒီမော်ဒယ်ကောင်မလေးကိုလည်းကျွန်တော်ကောင်းကောင်းတော့မမှတ်မိလိုက်ပါဘူးပြဿနာကသမီးကိုချစ်တဲ့ဇောနဲ့လုပ်ငန်းတဘာဝကိုနားမလည်တာပါပဲတော်တော်စိတ်ညစ်ရပါတယ်ညကြတော့ဆရာเจ้าစီကဖုန်းဆက်ရတယ်ဟဲ့ကောင်ဖတ်ချင်လဲဖတ်တော့ကွာလို့ तू ကအညာလေးနဲ့ပြောရှာပါတယ်ဟာဘာတော့ကွာမင်းကလည်းဘာဘူးလဲဇက်ညွန်မီးရေးစက်ပါနဲ့မတော်မတဲ့တွေမပြောနဲ့ဘာတော့နဲ့ကျွန်တော်ပြောပြတော့ဆရာเจ้าအိုက်တင်အပြည့်နဲ့အညာလေးကလေးနဲ့ရီးပါတယ်ပြီးတော့အဲ့ဒါငါနဲ့မဆိုင်ဘူးကွာမင်းမို့လို့လွဲတာတဲ့ကျွန်တော်ကလည်းဘာမှမပြောနိုင်လို့ဒီလိုပဲခံလိုက်ရတယ်ထုံးစံတိုင်းပါပဲအဲ့ဒီ MTV ကလုံးဝမထွက်လာပါဘူးဟဲ့ဆရာเจ้าလေးပြောစရာတော့အမှန်ကိုကောင်းခဲ့ပါတယ်